အားလုံးပဲမင်္ဂလာပါရှင်ဒီနှစ်လပိုင်း29ရက်နေ့မှာထွက်ရှိမဲ့ရွှေဆက်တော်တည်တံ့ခီးစဉ်လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်ရှင်။မောင်တို့ရဲ့သူမြင့်ကျော် Travel and Tour ကနေပြီးတော့ဒီနှစ်လပိုင်း29ရက်နေ့မှာရွှေဆက်တော်တည်တံ့ခီးစဉ်လေးရှိပါတယ်။ဒီခီးစဉ်လေးမှာဘာတွေပါလဲဆိုတာပြောပြပေးပါမယ်နော်။ရွှေဆက်တော်ကအထက်ဆက်တော်ရအောက်ဆက်တော်ရကိုဖူးမြင်ရမှာဖြစ်ပါတယ်။ရွှေဆက်တော်သွားတဲ့လမ်းမှာဆိုလို့ရှိရင်မောင်တို့ကမကွေးမြို့စွန်မြတ်တလွန်ဆိုတဲ့မြတ်တလွန်စေတီတော်ကြီးကိုလည်းဝင်ရောက်ဖူးမြင်ပေးမှာဖြစ်ပါတယ်။ဒီလိုရှိလို့ရှိရင်တော့မင်းဘူးမြို့ကနဂဘွက်တောင်ပြီးရင်စကိန်းတဲဆိုတာကမြတ်စွာဘုရားရှင်ခဏကြတာကျင်းဆက်ခဲ့တဲ့နေရာမှာဘုရားတည်ထားခဲ့တာဖြစ်ပါတယ်ဒီလိုတကူကြီးဘုရားကိုလည်းပို့ပေးမှာဖြစ်ပါတယ်ဒီလိုရှိရင်အရန်ကိုမှနာမည်ကြီးတဲ့ကျောင်းတော်ရဘုရားပါကျောင်းတော်ရဘုရားဆိုလို့ရှိရင်ရာဇဝင်သမိုင်းကြောင်းတွေအများကြီးနဲ့ဘုရားရှင်လက်ထက်တည်းကတည်ထားခဲ့တဲ့ဘုရားတဆူလေးဖြစ်ပါတယ်ဒီမင်းဘူးမြို့ကနဂဘွက်ရဲ့စကိန်းတဲရဲ့ကျောင်းတော်ရရုံလည်းပို့ဆောင်ပေးပြီးတော့ရွှေဆက်တော်မှာရှိတဲ့အထက်ဆက်တော်ရအောက်ဆက်တော်ရကိုလည်းတွားရောက်ဖူးမြော်ရမှာဖြစ်ပါတယ်။ပြီးရင်မန်းချောင်းရေအေးလေးထဲမှာလည်းရေစိမ်ချိုးရင်းနဲ့အညာဒေသချက်တဲ့အစားအစာလေးတွေကိုလည်းအဝစားရမှာဖြစ်ပါတယ်။သမီးလေးနဲ့ကြွေးပါပါတယ်ရှင်။ပြီးရင်တဲချောင်းကားတွေလည်းအပိအစီပါ။အစင်သွားတောင်တက်ကားကားတွေလည်းပေးစရာမလိုပါဘူး။အားလုံးအပိအစီကိုမှတအူးကို2,100,000ကျပ်ပဲဇာတင်ပါတယ်။ဒီခီးစဉ်လေးကိုစိတ်ဝင်စားတယ်ဆိုလို့ရှိရင်မဝရရဲ့သူမြတ်ကျော် Travel and Tour မှာလက်မှတ်ကလေးတွေအနည်းငယ်ကျန်ပါတော့တယ်ရှင်။မြန်မြန်လေး booking ယူထားဖို့တော့မမေ့နဲ့နော်။မမတို့ရဲ့ Facebook page မှာလည်းဝင်ရောက်ပြီးတော့လေ့လာပြီးတော့ဖုန်းနံပါတ်လေးကနေတစ်ဆင့်လက်မှတ်လေးတွေအမြန်ဝယ်ယူထားဖို့တိုက်တွန်းလိုက်ပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်တကား